မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်သက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းနဲ့တင်များကိုတင်ဆက်ပေးပါရမယ်ပထမဦးဆုံးရွာငန်းမြို့နယ်တွင်စစ်တပ်ကကြီးရွာမားခုကိုဝင်ရောက်စီးနင်းပြီးတန်ဃာတော်များအပါအဝင်ပြည်သူ20ကျော်ကိုဖမ်းဆီးကာငွေကျပ်10သိန်းဖြင့်ပြန်ရွေးခိုင်းထောင်နဲ့ချီသောပြည်သူများလည်းစစ်ပေးသိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါတယ်ရှမ်းပြည်နယ်ရွာငံမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကကြေးရွာငါခုကိုဝင်ရောက်စီးနင်းပြီးတန်ဃာတော်များအပါအဝင်ပြည်သူ20ကျော်ကိုဖမ်းဆီးကာငွေကျပ်10သိန်းဖြင့်ပြန်ရွေးခိုင်းနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်။ဖေဖော်ဝါရီလ3ရက်နေ့မှစပြီးဖေဖော်ဝါရီလ3ရက်နေ့အထိရွာငံမြို့နယ်ရှိကြေးရွာများ9ခုကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတန်ဃာတော်များပါအဝင်ပြည်သူ20ကျော်ကိုဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသူများသည်အသက်25နှစ်အရွယ်နှင့်အသက်40နှစ်အရွယ်ရှိအမျိုးသားချီကတန်ဃာတော်များလည်းပါဝင်ကြောင်းသိရှိရပါသည်။ထို့သောဖမ်းဆီးခံရသောလူငယ်များမှာနွားပန်းကြီးကျေးရွာအင်ဒိုကျေးရွာနှင့်ရေချမ်းကျေးရွာမှဖြစ်ပြီးလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားသူများကိုရွာငယ်မြို့ပေါ်ရှိမြို့မော်ရဲစခန်းတွင်ခြုံနှောင်ထားကာမိသားစုဝင်များကငွေကျပ်10သိန်းဖြင့်တွားရောက်ရွေးထုတ်နေရကြောင်းလက်ရှိချိန်ထိအကြမ်းဖက်စစ်တပ်သည်ကြေးရွာများကိုစစ်ကြောင်းထိုးနှိ၍ထောင်နှင့်ချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါသည်။ရွာငယ်မြစ်လယ်အတွင်းရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကမကြာခဏစစ်ကြောင်းထိုးပြီးပြည်သူများကိုဖမ်းဆီးငွေညစ်နေခြင်းကြောင့်နေရက်စွန့်ခွာသူပိုမိုများပြားလာကြောင်းသိရပါသည်။ဆက်လက်တင်ဆက်ပြီးမယ့်သတင်းအကြောင်းကတော့ပူရီကုန်းမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုစစ်သား2ဦးသေဆုံး1ဦးဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်ပူရီကုန်းမြို့နယ်အတွင်းရှိဘူးပြော့ရွာစစ်ဆေးရေးဂိတ်ကိုမိုင်းဆွေးပြီးဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား2ဦးသေဆုံးပြီး1ဦးဒဏ်ရာရရှိသွားတယ်လို့ပေါ့တီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF 361တပ်ရင်းကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့မနက်6နာရီပိုင်းမှာပူရီကုန်းမြို့နယ်ဘူးပြော်ရွာကအကျန်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လန်ရဲဘော်တွေကမိုင်းခွဲတိုက်ခိုက်ခဲ့ပြီးစခန်းလဲထီဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနက်ဆိုဂိတ်လာချော့တဲ့လမ်းသွားလမ်းလာတွေကိုစစ်ဆေးရေးလုပ်တယ်ပြီးရင်ညနေပြန်သိမ်းသွားတယ်ပေါ့ကျွန်တော်တို့ကသူတို့ရောက်ချင်းမိုင်းနှလုံးခွဲလိုက်တာပြီးကမှသူတို့ကစင်ကလျားဖြစ်ချိန်မှာဝင်ဖြစ်တာပါလို့ပြီးခိုင်တရင်တစစ်ထောင်လိုင်းရဲတာဝန်ရှိရဲဘော်ရှဲတို့ကမောင်းကိုပြောပါတယ်တိုက်ခိုက်မှုအပြီးရှင်းလင်းရေးလုပ်ချိန်မှာကျေးရွာတဲ့နေအိမ်တွင်းရဲ့အိမ်သားကြားထဲမှာစက်ကပ်ဘက်က2ဦးသေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီးတဦးလေးဒဏ်ရာရရှိသွားတယ်လို့စိုင်းကဲနှစီထင်းစီရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဝင်ပစ်ချိန်မှာသူတို့ကထွက်ပြေးတာပြန်ပစ်နိုင်စွမ်းမရှိဘူးသူတို့ကကျေးရွာတဲ့ကအိမ်တွေထဲကိုဝင်ပြေးတာပါအဲ့ကကြောင့်ကျွန်တော်တို့လက်နက်တွေမရလိုက်တာပါပြည်သူတွေထိမှဆိုးလို့နောက်ပြန်စွတ်ခဲ့တာပါတယ်လို့စစ်ထောင်လိုင်းရေးတာဝန်ရှိကဆက်ပြောပါတယ်ကျွန်တော်တို့ channel ကသတင်းအသစ်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်လို့သတင်းအသစ်တွေကိုသိရှိစေရန် like and subscribe လေးပြုလုပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာ